မင်္ဂလာပါတော်လန်ပြည်သူပေါင်းတို့ခင်ဗျာခုလိုတော်လန်ရေးခီးချမ်းကြီးမှာဘဝအမောတွေတည်င်းကပြေပြောက်ဖို့ကျွန်တော်တို့ရွယ်ပြီးတော့အစီအစဉ်တင်ဆက်ခြင်းဖြစ်ပါတယ်အခုအစီအစဉ်တင်ဆက်တာကတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပလဲမြို့နယ်ကဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီအစီအစဉ်မှာဆိုင်ဝိုင်းကြီးခက်မှာဖြစ်ပါတယ်ကိုမင်းခပါတချင်းကိုတီဆိုပေးမှာကတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပလဲမြို့နယ်ကရဲဘော်အဝမ်းလေးနေပြီးတော့တချင်းဆိုမှာဖြစ်ပါတယ်ကျွန်တော်တင်ဆက်မဲ့တချင်းရဲ့နာမည်ကတော့ပြည်တော်ဝင်လို့အမည်ရပါတယ်ပြည်တော်ဝင်တချင်းလေးကိုနားဆင်ခံစားပေးပါခင်ဗျာ